ဒီနေ့နီးပညာခေတ်မှာတော့စာကြည့်ပဲတော်ရုံနဲ့မရတော့ပါဘူးအနာဂတ်တစ်လျှောက်မှာလိုအပ်တဲ့ 21st century skill တွေ lifelong learning skills တွေပြည့်စုံဖို့လိုအပ်ပါတယ်ဒီလိုမျိုး skill တွေပြည့်စုံတဲ့ဉာဏ်ကြီးရှင်ကျောင်းသားပေါင်း2500ကျော်ကိုအိန္ဒိယနိုင်ငံအခြေစိုက်မှတ်တစ် Holistic Brain Development School ဖြစ်တဲ့ current မြန်မာမှာကိုယူစွာပြင်အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီကောင်းမသက်ဟာကလေးတွေရဲ့မှတ်ဉာဏ်စွမ်းရည်ကိုအမြင့်ဆုံးအဆင့်ထိမြင့်တင်ပေးုံလာမှာကသူတို့ရဲ့အတွေးခေါ်တဲ့တွေပြဿနာဖြေရှင်းနိုင်စေတယ်အောက်ကိစ္စဆိုင်ရေးကောင်းမှုတွေကိုပါငငယ်ကလေးကပြပြဝဝနဲ့ဖိအားရှိမနေပဲပျော်ပျော်ရွှင်ရွှင်လေ့လာသင်ယူနိုင်တဲ့ရပ်ဝန်းမှာတကယ်စူးစမ်းရဲဒီစကူထားပေးပါတယ် TikTok ရဲ့ instructor တွေဆိုတာ well trained and qualified ဖြစ်ပြီး child psychology မှာအထူးပဲကျွမ်းကျင်တာကလေးတွေကိုချစ်မြတ်လို့ပြီး early childhood education level မှာလည်းအလုံးကိုဆရာထက်တန်တဲ့ TikTok instructor တွေပဲဖြစ်ပါတယ်။ဒါကြောင့်သင်ရောသင်ကလေးကိုဒီလိုမျိုးဉာဏ်ပညာစာရိတ္တပြည့်ဝတဲ့ဉာဏ်ကြီးရှင်လေးတူဖြစ်ပြောထားခြင်းနေဆိုရင်အခုပဲခုမှမှာ TRM လို့နိုင်ကြလိုက်ပါနော်။ဒီလိုမျိုးတိုင်းရဲ့အိမ်မက်တွေကိုအကောင့်ထည့်ခေါ်နိုင်ဖို့ကျမတို့ education consultant တွေကပြည်မီတို့ကိုဆက်သွယ်ပြီးဆွေးနွေးရတော့မှာပဲဖြစ်ပါတယ်